Hello, hello. Hello, 你刚咋啦 So, တချို့တော့သူတွေနော်ရင်းနှီးတဲ့တွေ့ဘူးတဲ့မျက်နှာလေးတွေပြန်ပြီးတော့မှတွေ့ရတယ် Okay. Mohau di mana? Di mana? Hallelujah. Along diနေ့နောက်ဆုံးရက်နော်သင်တန်းအလုံးကတစ်ခုခုရကြလား Today is the last day of conference. Did you guys get any words over the past days? ခွန်အားရကြလား You got something? ဘာရလဲ What did you get? Okay. Hallelujah. ဒီနေ့ worship မှာလည်းဖခင်မျက်မှောက်တော်ခံစားရမယ်လို့သူပဲယုံကြည်တယ် I believe we felt the presence of God today in the worship. I have one question. Okay? Do you love Jesus? Do you love Jesus? Do you really love Jesus? Okay. ဘာသာပြန်မလား Yeshu chilla. Okay. ယေရှုကိုချစ်တယ်ဆိုတာကိုဘယ်လိုမျိုးပြမလဲ How would we show that we love Jesus? Okay. Answer me, please. Question again. How would we show that we love Jesus? How can we show it if you can please answer me? Pray. Okay. Thank you. Spreading his love around the world. Bring his love around the world. Thank you. Let's go deep down. Let's go clap for. Okay. Oma Sunday school. Okay. ဖြေမယ်ပြော To pray and talk to him. Wow. Let's go deep down. And then Share the gospel. share the gospel. Okay. ရှိသေးလား Anything else? Okay. အားလုံးမှန်တယ်နော် All of the answers right are right. answer, You guys. okay. All of us are right. So ကျန်းချက်ပေးချင်တယ်ဟို PowerPoint ကကျန်းချက်ကိုအင်္ဂလိပ်လိုထိုးပေးပါနော်ဘယ် version မဆိုအဆင်ပြေတယ် Okay ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး14 21နော် Can we go to John chapter 14 verse 21? Okay we see what Jesus said Let's look at what Jesus said in the word. ယေရှုဘာပြောလဲဆိုတာကြည့်ရအောင် Okay မြန်မာလိုအရင်ဖတ်လိုက်မယ်နော်ငါပြည့်ညက်ကိုရ၍တဲ့စောင့်ရှောက်တော်သူသည်ငါကိုချစ်တော်သူဖြစ်၏ Please English Okay. John chapter 14 verse 21 reads, Whoever has my commands and keeps them is the one who loves me. Okay ယေရှုကိုချစ်တယ်ဆိုတာပါလေယေရှုရဲ့စကားတော်ကိုရပြီးမှအဲ့စကားတော်အတိုင်းအသက်ရှင်တဲ့သူကယေရှုကိုချစ်တော်သူဖြစ်တယ် What does it mean to love Jesus?
It means to hear his word and to live by it. That means that we love him. Amen. 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 Okay. ယောဟန်ခန်းကြီး14အငယ်24နည်းနည်းအောက်မှာเนาะသွားတယ်ဆိုလို့ရှိရင်ပထမပိုင်းကိုပဲဖတ်မယ်เนาะယေရှုပြောတာရှင်းရှင်းလေးဒီစကားကယောဟန်ခန်းကြီး14ကယေရှုကိုယ်တိုင်ပြောတဲ့စကားဖြစ်တယ် Okay အဲ့ဒီမှာဘာပြောလဲဆိုရင်ငါ့ကိုမချစ်တော်သူသည်ငါစကားကိုနားမထောင် If we read further in verse 24, we read, anyone who does not love me will not obey my teaching. And this is coming from Jesus himself. Okay. ယေရှုကိုချစ်တယ်ဆိုတာကသူ့ရဲ့စကားတော်ကိုရပြီးမှသူ့စကားတော်ကိုနားထောင်နာခံပြီးအသက်ရှင်ခြင်းဟာယေရှုကိုချစ်တာဖြစ်တယ် When we say we love Jesus, it means that we hear his word, we receive it, but that's not the end, but we live by it. And that means to love Jesus. ငါ့ကိုမချစ်ရင်ငါစကားကိုနားမထောင်ဘူးတဲ့ Jesus said, if you don't love me, you don't listen, you don't obey my words. ဆိုတော့ဒီနေ့မှာနော်ဒီနှုတ်ကပတ်တော်နော်ဒီရတဲ့အချိန်အတွင်းမှာဒီမှာရှိတဲ့နော် generation များဝင်ခခြင်းနဲ့ thank you ဟိုမှာကျေးဇူးပြု၍ဆရာပီတာကျေးဇူးပြု၍ဂီတန်ကိုပေးပါအောင် PowerPoint မပေါ်လာရပြီလား Okay ဒီနေ့မနေ့သင်ခန်းစာရဲ့ခေါင်းစဉ်ကဒါဖြစ်တယ် For this cause I was born The title of today's message is this that we see on the board. It says, for this cause I was born. မြန်မာလိုပါလဲ ဤအတွက်ကြောင့်ငါမွေးဖွားတယ် မြန်မာလိုက for this cause က for this reason နဲ့အတူတူပဲเนาะဒီရည်ရွယ်ချက်ကြောင့်ဒီအကြောင်းကြောင့်ငါမွေးဖွားလာတယ်အာမင် Amen. ဆိုတော့ဒီကျမ်းချက်ကိုကျွန်တော်တို့အတူတကွဖတ်ရအောင်เนาะမြန်မာလိုအရင်ဖတ်မယ်ပြီးတဲ့အခါမှာဆရာမမိုးဟောင်းက NKJV version နဲ့ဖတ်ရအောင်เนาะ Okay New King James နဲ့ဒီကျမ်းချက်ကိုဖတ်ချင်တယ်ဆိုတော့မြန်မာလိုမှာအရင်ဖတ်မယ်မြန်မာလိုဖတ်တတ်တဲ့သူတွေဖတ်မယ်ပြီးလို့ရှိရင်အင်္ဂလိပ်လိုဖတ်မယ်เนาะယေရှုကငါ၏နိုင်ငံသည်ဤလောကနဲ့မဆိုင်ငါ၏နိုင်ငံသည်ဤလောကနှင့်ဆက်ဆိုင်လျင်ငါသည်ယူရလူတို့လက်တို့မရောက်စေခြင်းကငါ၏လူတို့သည်တိုက်လှန်ကြလိမ့်မည်ယခုမူကားငါ၏နိုင်ငံသည်ဤဒေသအရန်နှင့်မဆက်ဆိုင်ဟုမိန့်တော်မူ၏ပြီးလက်မင်းကလည်းတို့ဖြစ်လျင်သင်သည်ရှင်ဘရင်မှန်သလောဟုမေးတော်ယေရှုကမင်းကြီးမေးသည့်အတိုင်းငါသည်ရှင်ဘရင်ဖြစ်၏တမန်တရားဘတ်၌တသက်ခံခြင်းငါသည်မွေးဖွားခြင်းကိုခံရ၍ဤလောကသို့ကြွလာပြီးတမန်တရားနှင့်ဆက်ဆိုင်သမျှသောသူတို့သည်ငါစကားကိုနားထောင်ကြသည်ဟုမိန့်တော်မူ၏โอเคအားလုံးကနော်ဒီကျမ်းချက်ကိုအင်္ဂလိပ်လိုဖတ်ရအောင် Let's read this in English, NKJV version, John 18, verse 36 to 37. Are you ready? Okay. 1. Jesus answered, my kingdom is not of this world. If my kingdom were of this world, my servants would fight so that I should not be delivered to the Jews. But now my kingdom is not from here. Pilate therefore said to him, are you a king then? Jesus answered, you say rightly that I am a king. For this cause I was born, and for this cause I have come into the world, that I should bear witness to the truth. Everyone who is of the truth hears my voice. Okay. ဆိုတော့ဒီကျမ်းချက်မှာယေရှုပြောတဲ့စကားမှာအချက်၃ချက်ကိုဒီနေ့ထုတ်ပြီးမှဝင်ငှခြင်းတယ်နော် So out of this passage, I want to pull out 3 points that Jesus said. ယေရှုပြောသွားတဲ့စကားထဲမှာနံပါတ်1 The first thing that Jesus said was, ငါဟာလောကနဲ့မဆိုင်ဘူး I am not of this world. နံပါတ်2 Number 2,
ငါဟာတမန်တရားရဲ့သက်သေဖြစ်တယ် I am a witness of the word, truth truth. နံပါတ်3အချက်ကပါလဲဆိုလို့ရှိရင်ငါစကားကိုနားထောင် And the third point that he said was, listen to my voice. Okay ဒီနေ့ဒီ3ချက်ကိုပေးချင်တယ် I want to give us these 3 points today. ယေရှုကဒီအတိုင်းပဲဒီမှာရှိတဲ့နော်သူအရောက်ချင်းစီတိုင်းကိုအသက်ရှင်စေချင်တာဖြစ်တယ် Jesus wants us to live by these truths. ယေရှုကိုချစ်တယ်ဆိုတာဘာလဲသူ့စကားကိုနားထောင်ခြင်းဖြစ်တယ် What does it mean to love Jesus? It means to listen to his voice, to obey his voice. ယေရှုရှောက်ခဲ့တဲ့ခြေတော်ရာကိုရှောက်လိုက်ဖို့အတွက်ယေရှုဟာပုံသက်တွေကိုထားပေးတာဖြစ်တယ် It means to follow in his footsteps. Okay ဒီအချက်ထဲမှာနော်နံပါတ်1အချက်ဖြစ်တဲ့တမန်တရားရဲ့သက်သေနော်တမန်တရားကိုသက်သေခံဖို့အတွက်ငါဟာမွေးဖွားခြင်းကိုခံတယ် The second point says, I am a witness of the truth. ဆိုတော့ဒီအချက်ကိုနည်းနည်းလေးပို့ပြီးမှဒီနေရာမှာဝင်ငှခြင်းတယ်နော်တမန်တရားဘက်မှာသက်သေခံတယ်ဆိုတာပါလေတမန်တရားသက်သေခံဖို့ငါမွေးဖွားခြင်းကိုခံတယ်ဆိုတာပါလေ I want to put a little emphasis on the second point on being a witness of the truth. And what does it mean to be a witness of the truth? ကျမတို့အားလုံးကလည်းဒီမှာရှိတဲ့သူတွေအားလုံးကလည်းတမန်တရားကိုသက်သေခံဖို့ဒီလောကကြီးထဲမှာမွေးဖွားခြင်းကိုခံတာဖြစ်တယ် We were born to be a witness of the truth. That was the reason for our birth. Amen. Amen. တမန်တရားပတ်မှာသက်သေခံခြင်းဆိုတာပါလေတမန်တရားကိုစွဲမြဲစွာယုံကြည်ခြင်းတမန်တရားပတ်မှာစွဲမြဲစွာဘာဖြစ်လဲယုံကြည်ပြီးမှရပ်တည်ခြင်းဖြစ်တယ် What does it mean to be a witness of the truth? It means to stand firmly on the truth, to believe in it, and to really stand firm in it. ဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ် No matter the circumstance, တမန်တရားပတ်မှာပဲရပ်တည်ရမယ် we stand with the word, we stand with the truth. ဘလို့အခက်ခဲတွေပဲကြုံ No matter the struggles, တမန်တရားပတ်မှာပဲရပ်တည်ရမယ် we choose the truth. သင်နားလေသည်ဖြစ်စေနားမလဲသည်ဖြစ်စေ Whether we understand it or not, တမန်တရားပတ်မှာပဲရပ်တည်ရ we stand on the truth. ဒီအတွက်ငါတို့လောကကြီးမှာမွေးဖွားခြင်းခံတယ် This was the reason for our birth. အခုဒီလောကကြီးကတမန်တရားကိုဖြတ်စည်းဖို့အတွက်နော်အမျိုးမျိုးနော်ရှာကြံလာကြတာကိုတွေ့ရတယ် If we look at the world today, we see that the world tries to destroy the word, to twist it. ဒါကမထူးဆန်းဘူး It's not surprising. ဘာကြောင့်လဲကဘာဦးကတဲ့ကရန်သူစာတန်ကဖျားရဲ့စကားကိုဖြတ်စည်းဖို့ကြိုးစားတာဖြစ်တယ် Because ever since the beginning of the world, Satan has come to destroy the word, the truth. ရန်သူကသူ့အလုပ်ကိုသူလုပ်မှာ And the enemy is going to do his work, ငါတို့အလုပ်ကိုလုပ်ဖို့အရေးကြီးတယ် but we must do our work the same. တမန်တရားကအမြဲတမ်းအောင်မြင်တယ် hallelujah Amen. The word of truth always stands true. ဒါကြောင့်တမန်တရားပတ်မှာရက်တည်သော generation များကိုဒီကနေ့ဘုရားသခင်ရှာတယ် Now Jesus is looking for a generation that is standing firm on his word. Okay တမန်တရားဆိုတာဘာလဲဆိုတာတစ်ချက်ကြည့်အောင် Let's look at what the truth is. ယေရှုကတမန်တရားဖြစ်တယ်ဟုတ်လားမဟုတ်ဘူးလား Jesus is the truth. Amen. ဘယ်တန်းချက်မှာတွေ့လဲယောဟန်ခန်းကြီး14အငယ်6 And we can find this in John 14 verse 6. ယေရှုကဘာပြောလဲငါသည်လမ်းခရီးငါသည်တမန်တရားငါသည်အသက် Jesus said, I'm the way, the truth, and the life. ယေရှုကိုယ်တိုင်ကတမန်တရားဖြစ်တယ် Jesus himself was the truth. တမန်တရားဘက်မှာရက်တည်ခြင်းဆိုတာယေရှုဘက်မှာရက်တည်ခြင်းဖြစ်တယ် To stand on the truth means to stand on Jesus, to stand with Jesus. ယေရှုဘက်မှာရက်တည်ခြင်းဆိုတာဘာလဲယေရှုပြောသောစကားတိုင်းဘက်မှာငါတို့ဟာလုံးဝယုံကြည်လက်ရက်တည်ခြင်းဖြစ်တယ် It means to stand with him within every words that he said. နောက်တမန်တရားဆိုတာဘာလဲနော်ယောဟန်အခန်းကြီး19အငယ်19 Next, let's look at John chapter 17, verse 17. ဒီမှာဘာပြောလဲကိုတော်ရဲ့နှုတ်ကပတ်ဟာတမန်တရားဖြစ်ပါတယ်
It says that your word is truth. ယေရှုကတမန်တရား Jesus is truth. ယေရှုပြောတဲ့စကားကတမန်တရား His words is truth. ဒါကြောင့်အဲ့ဒီတမန်တရားဘက်မှာကျွန်တော်တို့ဒီပြက်ပြက်သားသားခိုင်မာမာရက်တည်သော generation ဖြစ်ဖို့အရေးကြီးတယ် Amen. So we have to stand on His word. ကျမ်းစာကိုမှောက်လှန်ခြင်းတဲ့သူတွေရှိတယ် There are people that wants to flip the word, Okay twist the word. နော်ဆိုတော့ဒီနေရာမှာဆော့ကပြောသွားတဲ့အတိုင်းပဲနော်တမန်တရားကတခါတလေကြားလို့ရှိရင်ကျမတို့ဉာဏ်နဲ့စဉ်းစားကြည့်တဲ့အခါမှာတခါတလေနားမလည်နိုင်ဘူး Sometimes when we try to understand the word with our own knowledge, it can be hard. We can't understand it. ဒါကြောင့်တန်ရှင်သောဝိညာဉ်တော်ကိုဒီမှာပေးထားတာဖြစ်တယ် That is why the Lord has given us the Holy Spirit. ဆိုတော့တမန်တရားကိုတခါတလေကြားလို့ရှိရင်နားမလည်နိုင်ဘူးတခါတလေတမန်တရားဘက်မှာရက်တည်ဖို့အတွက်ကိုစွန့်လွှတ်ရတဲ့အရာတွေရှိတတ်တယ် Sometimes we have to let go of things that we don't want to let go. တခါတလေတမန်တရားဘက်မှာရက်တည်ဖို့အတွက်ခက်ခဲသောအရာတွေရှိကောင်းရှိနိုင်တယ် Sometimes when we have to choose the truth, we have to choose difficult things. ဒါပေမဲ့တမန်တရားဘက်မှာပဲနေဖို့အတွက်ဆုံးဖြတ်ချက်ချရမယ် But we must make the decision to stand firm on the truth. Amen Thank you မိုဟော ဘာကြောင့်လဲတမန်တရားအတွက်သက်သေခံဖို့အတွက်ငါမွေးဖွားလာတယ် Why? Because we were born to be a witness of the truth. Okay ပြောရအောင် For this cause I was born For this cause I was born. For this cause I was born For this cause I was born. ဒီအတွက်ကျွန်တော်တို့ဒီမှာမွေးဖွားလာတာဖြစ်တယ်ဒီလောကကြီးထဲမှာအာမင် Amen. ဟာလေလုယာ Amen. သင်ပါကြောင့်မွေးဖွားလာတယ်လဲဆိုတာမမေ့ပါနဲ့ Don't forget the reason you were born. တမန်တရားဘက်မှာရက်တည်တဲ့အခါမှာเนาะဒီမှာကျမ်းစာထဲမှာအကောင်းဆုံးသောဥပမာတစ်ခုကဒီပုဂ္ဂိုလ်ဖြစ်တယ် I think a good example that we can learn from is Noah in the Bible. နောယေသင်္ဘောရောက်ဖူးတယ်လို့ရှိလား Has anybody been to Noah's Ark? Okay ဘယ်မှာရှိလဲနောယေသင်္ဘော Where is it at? Kentucky Okay ဒီသင်္ဘောKentucky မှာရှိတဲ့နောယေသင်္ဘောကနောယေစောက်ခဲ့တဲ့သင်္ဘောရဲ့အရွယ်အစားနဲ့အတူတူပဲစောက်ခဲ့တယ်လို့ပြောတယ်ဟုတ်လား Is it true that the Noah's Ark that we see in Kentucky was built mirror to the Noah's Ark from the Bible, the length, the width? ဟုတ်လားအဲ့လိုကြားဘူးလား Anyone heard of that? အရွယ်အစားတူတူပဲတဲ့ They say it's in a similar height. Okay အဲ့ဒီနောယေသင်္ဘောအခုဒီမှာရှိတဲ့ Kentucky မှာရှိတဲ့နောယေသင်္ဘောကိုစောက်ဖို့ engineer တွေနော်တကယ်လုပ်တဲ့လူတွေဘယ်လောက်လောက်လိုအပ်မယ်လို့ထင်လဲ How many workers or engineers do you think that they need to build the Noah's Ark in Kentucky? အများကြီးဖြစ်မယ် Probably a lot, right? အများကြီးဖြစ်မယ် A lot. နောအေကိုဖယားကစကားပြောတယ်နောအေမင်းသင်္ဘောကိုစောက်ရမယ်ဖယားပြောသောစကားဟာတမန်တရားဖယားပြောသောစကားနှုတ်ကပတ်တော်ဖြစ်တယ် So God told Noah, you have to build an ark. And this was truth. နောအေအတွက်ခက်မှာ It might have been difficult for Noah. ကျွန်မပြောခဲ့တယ်တခါတလေတမန်တရားဘက်မှာရက်တည်ဖို့အတွက်ခက်ခဲတဲ့အချိန်ရှိတယ် Sometimes it can be difficult to stand on truth. စွန့်လွှတ်ရတဲ့အရာတွေရှိတယ် There are things that we have to let go of. လူတွေနားမလည်နိုင်တဲ့အရာရှိတယ် Sometimes things that people can't understand. ဒါတွေအရေးမကြီးဘူး But these are not important. တမန်တရားဟာအမြဲတမ်းအောင်မြင်သောတမန်တရားဖြစ်တယ်
Amen. Because the truth always stands true. သင်ဟာအောင်မြင်ခြင်းတော်သူဖြစ်တယ်ဆိုရင် If you တမန်တရားဘက်မှာခိုင်ခိုင်မာမာပြတ်ပြတ်တတ်တတ်ရက်တည်သော generation ဖြစ်ဖို့အရေးကြီးတယ် If you want to be successful, you have to stand firm on the word. ကျမ်းစာမှာနောအေရဲ့အလုပ်ကိုမဖော်ပြထားဘူးသူဟာဖခင်တယောက်ဖြစ်တယ် The Bible didn't tell us his work, but we know that he was a father. သူက engineer မဟုတ်ဘူး He's not an engineer. ဖခင်ကသူ့ကိုပြောတယ်သင်မောဆောက်ဘလို့ဆောက်မလဲ God told him, build an ark, but how? သူကိုကူညီမဲ့လူကသူ့ရဲ့သားသူသား3ယောက်ချွေးမ3ယောက်သူမိန်းမသူတို့မိသားစုအားလုံး10ယောက်ပဲရှိတယ် He had very little few helpers, his sons, his wife, his daughter-in-laws. ဖခင်ကသူ့ကိုသင်မောဆောက်ပါဒီကမ္ဘာမြေကြီးကအရင်ဆုံးညစ်တဲ့အတွက်ကြောင့်နော်မိုးရွာမယ်ရေအားဖြင့်ဖြတ်စည်းမယ်လို့ဖခင်ကပြောတယ် The Lord told him, build an ark. I'm going to wipe this earth because it is so evil. ဒါပေမဲ့တမန်ကျမ်းစာကပြောတယ်လူတယောက်မှအဲ့ဒီအချိန်မှာမိုးရွာတာမမြင်ဘူးမြေကြီးပေါ်မှာမိုးတစ်ခါမှမရွာသေးဘူးနော်ကောင်းကင်ကနေရေကျလာပြီးမိုးရွာတာကဘာမြေကြီးပေါ်မှာတစ်ခါမှဘယ်သူမှမမြင်ဘူးသေးဘူးတဲ့ The Bible tells us that it has never rained on the earth before. Nobody has seen it rain. It's never flooded before. ဆိုတော့နောယေကလာကြငါနဲ့တူတူသင်မောဆောက်ကြမကြခင်မှာမိုးရွာပြီးတော့မှပျက်စီးမယ်လာကြငါနဲ့တူတူသင်မောဆောက်ပါနောယေဟာလူတွေကိုလိုက်ပြီးတော့မှခေါ်ပါတယ် So Noah's asking people, come, let's build an ark together. It's going to rain. Let's build it together. He's calling them. ဒါပေမဲ့လူတွေကမယုံဘူး But people didn't believe him. ဘာကြောင့်လဲ Why? မိုးတစ်ခါမှမရွာဘူး Because they've never seen a rain. ဒါပေမဲ့ဒါဖယားစကားဖြစ်နေတယ် But this was the word of God. နောယေကိုဘာပြောလဲမင်းရှူးနေလား They told Noah, Noah, are you crazy? ဘာလဲမိုးရွာမယ်ဆိုတာဘာလဲ What does it mean to rain? ဒီလောက်ကြီးတဲ့သင်မောကြီးကိုမင်းဘယ်လိုစောင့်မလဲ How are you going to build an ark this big? ကျမ်းစာကိုဖတ်ကြည့်ပါအဲ့ဒီသင်မောဟာတောင်ပေါ်မှာစောက်တာဖြစ်တယ် When we read the word, you'll find that this ark was built on a mountain, တောင်ပေါ်မှာအမြင့်ကြီး a very high hill. ပူပင်ပန်းတယ် It's more tiring, ပူပြီးအားစိုက်ထုတ်ရတယ် requires more effort. အိုးတက်သားတွေယူပြီးမှတောင်ပေါ်ကိုတင်ရမယ် We have to bring woods, go up, climb up the mountain. တခါတလေတမတရားပတ်မှာရက်တည်တဲ့အခါမှာအားစိုက်ထုတ်ရတဲ့အချိန်ရှိတယ် Sometimes when we stand on the word, it requires effort. တခါတလေပင်ပန်းတယ်လို့ခံစားရတဲ့အချိန်ရှိတယ် Sometimes we'll feel tired. တခါတလေအပေါင်းအသင်းတွေတငယ်ချင်းတွေနော်နားမလဲတဲ့အချိန်ရှိတယ် Sometimes our friends, families, they probably won't understand us. တချို့ကကဲတောင်ကဲရလိမ့်မယ် Some will even condemn us. ကျမကဲတင်ချင်းရတော့က When I was safe, when I became a believer, အရင်တော့ကခရိယန်မဟုတ်ဘူး I wasn't a Christian before. ဒါပေမဲ့ခရိယန်ဖြစ်လာတဲ့အခါမှာ But when I became a Christian, ဘုရားစကားကိုနားထောင်ဖို့လိုလာတယ် I knew I needed to listen to his voice. အရင်တော့ကမြန်မာပြည်မှာနော်၄လပိုင်းဆိုလို့ရှိရင်ပါလေတကြံပွဲတော်ဖြစ်တယ် Back in Burma, in April we celebrate the Dinjan, New Year's Day, Water Festival Water Festival. ဆိုတော့အဲ့ဒီပွဲကအရန်ပျော်စရာကောင်းတယ်ငယ်ငယ်လေးတွေကတအားပျော်ခဲ့တဲ့ပွဲဖြစ်တယ် This festival is so fun. We've celebrated it since we were little kids. တချင်းဆိုတယ်ကတယ်အပေါင်းအသင်းတွေနဲ့နော်ရေထဲမှာတအားပျော်ကြတယ်ဒါကနော်တကြံပွဲဆိုတာကမြန်မာပြည်လူထုအားလုံးရဲ့ပျော်ရွှင်သောပွဲဖြစ်တယ် Yep. We sing, we dance, and the entire population in Burma celebrated this. ဒါပေမဲ့ဖယားကိုယုံကြည်လာတဲ့အခါမှာ But when I became a believer, when I received Jesus, အဲ့ဒီအချိန်ကာလဟာနော်လူငယ်တွေတကြံအတွင်းမှာကျန်းစာသင်တန်းလုပ်တဲ့အချိန်ဖြစ်တယ်ဒီလိုပဲ that's when, during that holiday is when we hold conference and camps for youth. ဆိုတော့ဖ
ဖျားเจ้าကနေခေါ်လာတယ်ကျမ်းစာသင်တန်းရှိတယ်ဒီဘက်ကတငယ်ချင်းတွေကခေါ်တယ်တကြံပွဲသွားရအောင် So on this side, we have camps, youth conference that I have to go to. But on the other hand, I have friends calling me to go celebrate this holiday with them. ဆိုတော့ကျမ်းစာမှာဖျားကပြောထားတယ်နော်ငါတို့အားလုံးဟာနှုတ်ကပတ်တော်ထဲမှာမွေ့လျော်ဖို့အချင်းချင်းစီဝေးခြင်းအမှုကိုမရှောင်ဖို့ဖျားကပြောထားပြီးသားဖြစ်တယ်ဒါဖျားစကား The word of God tells us to be with other believers, to meditate on His words, to share His words with one another. ဆိုတော့ဆုံးဖြတ်ရတော့မယ် So I have to make a decision. ဖျားစကားလားဒါမှမဟုတ်လို့ရှိရင်ဒီဘက်ကအပေါင်းအသင်းတွေရဲ့စကားလား The word of God or my friend's word. ဖျားရဲ့စကားကိုနားထောင်ပြီးမှငါသင်တာမဲ့သွားမယ်ငါနှုတ်ကပတ်တော်နားထောင်မယ်လို့ဆုံးဖြတ်လိုက်တဲ့အခါမှာ When I decide I'm going to listen to His voice, I'm going to the conference. တငယ်ချင်းတွေကမပေါင်းချင်တော့ My friends started distancing from themselves from me. မင်းဟာအရန်ယူမိုက်တာပဲလို့ပြောတယ် They say I was crazy. အရင်တော့ကမင်းဟာငါတို့နဲ့အတူတူပဲငါတို့သွားတာအကုန်အတူတူပဲเนาะသူတို့ပြောတယ်အခုမင်းမတူတော့ဘူးတဲ့ They say we used to do everything together. We go to places together, but you're not the same anymore. တခါတလေမှာဖျားပြောတဲ့စကားပတ်မှာကျမတို့ရက်တည်တဲ့အခါမှာတခါတလေတချို့တွေနားမလဲဘူးမုန်းကောင်းမုန်းလိမ့်မယ် Sometimes when we choose to stand on the word, there will be people that can't understand us. Sometimes they might even hate us. ဒီမှာနိုးရေဖျားကမိုးရွာမယ်ပြောတယ်သင်္ဘောစောင့်ရမယ်ပြောတယ်တောင်ပေါ်မှာစောင့်ရမယ်ဖျားစကားပြောတဲ့အတိုင်းပဲတခါမှမဖြစ်ဖို့တဲ့အခြေအနေဖြစ်ပေမဲ့သူဟာဖျားစကားနာခံပြီးမှဒီသင်္ဘောကိုစောက်တဲ့အခါမှာလူတွေရဲ့ကဲ့ရဲ့ခြင်းခံရတယ်တယောက်မှမယုံဘူး Now Noah, the Lord told him to build an ark, and he did. He told people about it, but none of them listened to him. They didn't believe him, called him crazy. ဒါပေမဲ့သူဖျားစကားနားထောင်တယ် But he listened to God's voice. သူရဲ့နာခံခြင်းကြောင့် Because of his obedience, ကမ္ဘာပေါ်မှာလူသားမျိုးနွယ်တွေအားလုံးရေလွှမ်းမိုးခြင်းမှာပျောက်သွားတယ် say that again, Siama. ကမ္ဘာပေါ်မှာလူသားမျိုးနွယ်တွေအားလုံးရေလွှမ်းမိုးခြင်းအောက်မှာပျောက်သွားတယ်သေသွားကြတယ် We see that with his obedience, people didn't believe, right? So all of them we see were wiped out from the world, the entire population of the earth at the time. နောရဲ့မိသားစုပဲကျန်တယ် But only Noah's family was left on earth. ကျွန်တော်တို့အားလုံးကနောအေးရဲ့သား3ယောက်ကနေဆင်းသက်လာတဲ့လူမျိုးနွယ်စုတွေဖြစ်ကြတယ် All of us were descendants of Noah's sons. Okay Think about it. နောရဲ့သား3ယောက်နာမည်ဘာတူလဲ Who knows his sons, the 3 sons' name? ရှမ်နောက်တော့ Shem, Ham, Japheth. Yeah အားလုံး Asian အာရှဟုတ်တယ်နော် All of us are Asians, right? အဲ့သား3ယောက်ထဲကနေဘယ်သားကနေလာတာလဲ Which son out of the 3 sons? What do you think ဘယ်လိုထင်လဲပြောရှမ်ဆင်းလာတာလားဖြစ်ချင်တာလား Are you a descendant of him or you want to be a descendant of him? Are you sure How do you know How do you know? ။ဒီအရာနဲ့ပတ်သက်ပြီးမှတော့ကွဲလွဲမှုအမျိုးမျိုးရှိတယ် There are a lot of debates on this matter. ။ကွဲလွဲမှုအများကြီးရှိ Yep. ။မသေးချတာတစ်ခုကတော့ But one thing for sure, အခု Israel အခုစစ်ဖြစ်တာဘာလို့လဲ Iran နော်အဲ့ဒီအရှိအလဲပိုင်းဒေတာအားလုံးဟာရှေမရှမ်ကနေဆင်းလာတာ
we know there's a war between Iran and Israel, right? For sure, one thing we know is from the east side, they were descendants of Shem. This is very interesting. That's Oh. very- ဒီမှာအားလုံးကအင်္ဂလိပ်စကားနားလဲတယ် research လုပ်နိုင်တယ် This is your homework. You research yourself. ဘယ်ကနေစင်လာလဲနော် My assignment for you is to do your research. Let's look up. But what bad is in research လုပ်ပါ research Shem's descendants, အားလုံးနော် all the sons. ဟိုချိန်ချင်းခံရတာကဘာလို့လဲဟာမသူရဲ့သားခါနဲ့ကျမတို့ကဟာမကနေဆင်းတဲ့အမျိုးတော့မဟုတ်ဘူးဒါပေမဲ့တချို့တွေကကျမတို့ကယာဖက်ကနေဆင်းလာတယ်လို့အာရှတွေယာဖက်ကဆင်းတယ်လို့လည်းပြောကြတယ် Ham was the one that was cursed, right? So we know that we're not a descendant of curse, but some believes that we are a descendant of Yama, ယာဖက် Yapet. ဟုတ်လားယာဖက်နော်ရှေမဟာမယာဖက် okay ဆိုတော့စိတ်ဝင်စားစရာကောင်းတယ်ဆိုတော့ဒါကိုကြည့်တဲ့အခါမှာသင်ဟာအခုဘာလူမျိုးပဲဖြစ်ဖြစ်ဘာလူမျိုးຫນွယ်ပဲဖြစ်ဖြစ်နောယေရဲ့သား၃ယောက်ကနေကျွန်တော်တို့ဆင်းလာတယ်ဆိုတော့ကျွန်တော်တို့အားလုံးဟိုအရင်မြစ်ကိုချင်းအာရန်အေဝါနဲ့ဆင်းတယ်ကဘာဦးတန်း6ရောက်တဲ့အခါမှာလူသားမျိုးနွယ်တွေရေမှာဖြစ်စီခြင်းခံရတော့နောအေရဲ့သား၃ယောက်ကနေလူသားမျိုးနွယ်တွေအားလုံးဖြစ်ပေါ်လာတာဖြစ်တဲ့အတွက်အားလုံးဟာညီကိုမောင်နှမတွေပဲဖြစ်တယ်ဆိုတာနားလည်ရမယ်အာမင် Amen. So we look at the scripture. In the beginning was Adam and Eve. We know that they were our origin. We descended from them. But then in Noah's time, God wiped out the entire population. So we know that we are descendants of his sons. No matter our race, our nationality, our ethnicity, we know that all of us are brothers and sisters. Are you agree? Amen. ဆိုတော့ဒီနေရာမှာနော်ကျမရဲ့ခေါင်းစဉ်ကိုပြန်သွားရအောင်နော်နောရဲ့အတွက်တမန်တရားဘက်မှာရက်တည်တယ်ဆိုတာမလွယ်ဘူးဒါပေမဲ့သူရက်တည်တဲ့အခါမှာဖယားသခင်ကသူ့ကိုကြီးမားစွာအသုံးပြုပြီးမှပါလေယုံကြည်ခြင်းရဲ့သူရဲ့ကောင်းဆိုပြီးမှတမန်ကျမ်းစာမှာမှတ်တမ်းတင်လာတယ်လူတွေကမှတ်တမ်းတင်ခြင်းမှတင်မယ်နော်ဒါပေမဲ့တမန်ကျမ်းစာမှာနောရဲ့အတွက်အမှန်တကယ်ဆိုရင်အောင်မြင်တယ်လို့တော့သိပြောလို့မရဘူးလူအမြင်ပြောတာနော် Okay, we know that Noah, the Bible recorded Noah as the man of faith. Yeah, heroes of faith. Heroes of faith. မနိုးရုပ်ကြည့်တဲ့အခါမှာနော်ကျမ်းစာကအတိအကျတော့မဖော်ပြပေမဲ့များစွာတော့ကျမ်းစာလေ့လာတဲ့ scholar တွေကပြောလဲဆိုတော့နောအေသင်္ဘောစောက်ချိန်ဟာနှစ်120ကြာတယ်လို့ပြောတယ် The Bible didn't state this, but scholars that studies the Bible, they made an estimate that it took Noah 120 years to build the ark. သင်္ဘောကိုစောက်ချိန်အဲ့လောက်ကြာတယ်နောအေဟာသင်္ဘောစောက်ယုံပဲမဟုတ်ဘူးတစ်ဖက်ကသင်္ဘောစောက်ရင်းနဲ့တစ်ဖက်ကတရားဟောတဲ့သူဖြစ်တယ် Noah, while he was building the ark, that was not the only thing he was doing. At the same time, he was also preaching. ဒီမှာလဲလူတိုင်းကအလောက်ကိုစီရှိကြလိမ့်မယ်။နော်တချို့ကစေယုံမှာလုပ်မယ်တချို့ကစက်ယုံမှာလုပ်မယ်တချို့ကယုံဌာနတွေမှာဘာပဲလုပ်တစ်ဖက်ကအလုံးလုပ်ရင်တစ်ဖက်ကတမန်တရားကိုပြောတော်သူဖြစ်ဖို့ဖခင်သခင်ခေါ်တယ် Amen. The same way, all of us in here, we have our own jobs, our works that we do, but God is also telling us to also share His word, to preach the gospel. နောအေကတစ်ဖက်ကသင်္ဘောစောက်တယ်အလုံးလုပ်တယ်တစ်ဖက်ကနေပြီးတော့မှဟေးရေကြီးတော့မယ်သူ့အချိန်ကယေရှုမကြွလာသေးဘူးဆိုတော့သူ့ရဲ့ gospel ကတစ်မျိုးဖြစ်တယ်နော်အေးမကြခင်မှာမိုးရွှာတော့မယ်ငါနဲ့တူသင်္ဘောလာစောက်သင်္ဘောထဲမှာအလုံးဝင်ကြသင်္ဘောထဲမှာဝင်တဲ့လူအသက်ချမ်းသာရမယ်အဲ့ဒါသူ့ရဲ့ gospel ဖြစ်တယ် So on one hand, He's building the ark, He's building it, but on the other hand, He's also warning people, telling them, rain is coming soon. You need to believe the word. ဒါပေမဲ့ But လူတွေပြောင်းလဲသလား did anybody change? တယောက်မှမပြောင်းလဲဘူး No one. သူမိ Nobody. သားစုကလွယ်ရင် No one but his family was saved. နောအေကိုလူရဲ့အမြင်မှာအောင်မြင်တယ်လို့ပြောလို့ရလားမရဘူး So can we really say that
Noah was successful with our views. လူအမြင်မှာတော့မအောင်မြင်ဘူးဒါပေမဲ့ဖယားကသူ့ကိုယုံကြည်ခြင်းရဲ့သူရဲ့ကောင်းဖယားအမြင်မှာအောင်မြင်သောနောယေဖြစ်တယ် Amen. He might not have been successful if we were to look at it with our eyes, but God recorded him as heroes of faith in the Bible. ဒါကြောင့်အောင်မြင်ခြင်းဆိုတာဘာလဲဖယားသင်ကိုလှုပ်စေခြင်းနဲ့အလုပ်ကိုနာခံပြီးတော့မှလှုပ်ဆောင်ခြင်းဟာသင်အောင်မြင်ခြင်းဖြစ်တယ် So what does it mean to be victorious, to be successful? It means to listen, to hear his voice, to do it, and that means to be successful. ပြေပြန်ခန်းကြီး7အငယ်9 Let's look at Hebrew 11 verse 7. ဖတ်ပြပါနော်ဟေပြ7 9နောယေအကြောင်းကိုဒီလိုမှတ်တမ်းတင်ထားတယ် Hebrew 11 verse 7 reads, By faith Noah, being divinely warned of things not yet seen, moved with godly fear, prepared an ark for which the saving of his household, by which he condemned the world and became heir of the righteousness which is according to faith. ကျမ်းစာမှာပြောလဲနောအေသည်မမြင်သေးသောအမှုအရာတဲ့ Noah, something that he has not seen. ဒါပေမဲ့ဖယားကပေါ်ပြလာတယ် तू မမြင်ဘူး God showed him. He hasn't seen it yet, but God is telling him. तू နားမလဲဘူး तू မမြင်ဘူးပေမဲ့ဖယားစကားကို तू ယုံကြည်ပြီးမှဘာလုပ်လဲယုံကြည်ခြင်းအပြင်ကြောက်ရွံ့ခြင်းနဲ့သင်္ဘောကိုတည်တယ် Although he has never seen it, by hearing, he was fearful of the Lord and he obeyed him. ယုံကြည်ခြင်းတစ်ခုတည်းမဟုတ်ဘူးเนาะပါလဲကြောက်ရွံ့ခြင်း Not faith alone, but he was also fearful. သာရဖယားကိုကြောက်ရွံ့ခြင်း He had the fear of the Lord. ဘယ်သူကဖယားစကားကိုနားထောင်လဲဆိုရင် Who listened to God's voice? ဖယားသခင်ကိုကြောက်တော့သူကဖယားစကားကိုနားထောင်တယ် Those who fears him listens to him. ဒီနေ့တိုင်းနိုင်ငံတွေမှာเนาะလူအခွင့်အရေးဆိုပြီးမှဥပဒေတွေဘလို့ပြောင်းတမာတရားနဲ့စန့်ကျင်ရင်သင်ဟာတမာတရားဘက်မှာယက်တည်ဖို့ဒီလောကမှာသင်မွေးဖွားလာတယ် Amen. No matter what the society says, what the world says today, we are called to live by the word, not to stand against it. ဒီချိန်မှာမြင်နေရတယ်လာမယ့်အချိန်ကာလမှာနောက်ဆုံးသောကာလဖြစ်တဲ့အတွက်တမာတရားကိုစန့်ကျင်သောအမှုအရာတွေမိမိရဲ့ဝင်းချင်မှာမိမိရဲ့တိုင်းနိုင်ငံမှာတခါတလေကြောင်းနေမှာကြားရတဲ့စကားတွေတမာတရားနဲ့မညီဘူးဆိုရင်သင်ဟာတမာတရားဘက်မှာယက်တည်ဖို့အတွက်မွေးဖွားခြင်းခံတယ်ဆိုတာအမြဲတမ်းသတိရပါ Let's remember that we were born to stand by the word of God, because in the world today we see, things, that goes against the word, and we are going to see this in the future, but our call is to live by the word, not by the word of the world. Okay. That's whatသင်တန်းမှာเนาะကျွန်မပြောချင်တဲ့အရာပါလေဘလောက်ပဲခက်ခဲဘယ်အရာတွေကိုပဲစွန့်လို့ရလူတွေကနားမလဲတာပဲရှိသင်ဟာဖယားရဲ့စကားတော်ဖြစ်တော့တမာတရားဘက်မှာအမြဲတမ်းယက်တည်သော generation အနေနဲ့ဒီလောကကြီးထဲမှာမွေးဖွားလာတယ် Amen. 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 No matter how hard it gets, no matter how difficult it can be, we were born to stand firm on the truth, and this is our calling. Okay. Now, တစ်ချက်ကเนาะစောကဖတ်သွားတဲ့ကျမ်းချက်ထဲမှာအချက်3ချက်ပါတယ်เนาะ3ချက်ထဲမှာပထမတစ်ချက်ကတမာတရားပတ်မှာတက်တည်အနေနဲ့ယက်တည်တော်သူများဖြစ်ဖို့နောက်တစ်ခုယေရှုပြောတာကငါဟာလောကနဲ့မဆိုင်ဘူး Okay. So in the scripture that we read earlier, the first point was that we are a witness of the truth, and the second point is that I am not of the world. သင်ဟာလောကထဲမှာနေတယ်ဒါပေမဲ့လောကအတွက်မဟုတ်ဘူး We live in the world, we live in this world, but we are not of this world. Hallelujah. Amen. ဆိုတော့ယေရှုကဘာပြောလဲဒီမှာယောဟန်အခန်းကြီး19:16အောက်ကအပြာရောင်စာတန်လေးဖတ်ကြရအောင် Let's read the blueprint together. They are not of the world, just as I am not of the world. ယေရှုကဘာပြောလဲကျွန်တော်ဟာဒီလောကအတွက်မဟုတ်တလို့သူတို့ဒီကလည်းဒီလောကအတွက်မဟုတ်ဘူး Jesus said, just as I am not of this world, you are also not of this world. ဒါဆိုလောကနဲ့မဆိုင်ဘဲနဲ့အသက်ရှင်ခြင်းဆိုတာဘာကိုပြောတာလဲ
So what does it to mean to live and be not part of this world? ဘယ်လိုနေရမလဲ So how should we live? လောကကြီးကနေထွက်သွားပြီးမှတောထဲမှာတယောက်တည်းသွားနေမှာလား Do we leave the world and then go, live in a forest? လောက somewhere နဲ့မ isolated? ဆိုင်ဘဲနဲ့အသက်ရှင်ခြင်းဆိုတာဘာကိုပြောရလဲ So what does it mean to live and be not of the world? ဘယ်လိုနေမှာလဲ How can we live by that? Okay answer me please this is question ဘယ်လိုနေမလဲလောကနဲ့မဆိုင်ဘဲနေမယ်ဆိုတာဘယ်လိုနေမလဲ If you can please answer me, how can we live? Vandolia To live like Jesus. To live like Jesus. Wow okay ဘယ်လိုဖြေပေးဦးမလဲဘယ်လိုရှိသေးလဲလောကနဲ့မဆိုင်ဘဲဘယ်လိုနေရမှာလဲ Anyone else? Okay To be set apart. to be set apart လက်ခုပ်တီးပေးကြရအောင်လက်ခုပ်တီးပေးကြရအောင်အားလုံးကသိတယ်မပြောတာကဲပြောပါဦးနည်းနည်းနောက်2ယောက်3ယောက်လောက်ပြောရင်ကျင်တယ်ပြောဟိုမှာပြောမယ်နောက်မှာတမန်တရားတိုင်းသက်ရှင်ဖို့ okay okay တမန်တရားတိုင်းအသက်ရှင်ဖို့မှန်တယ်လက်ခုပ်တီးပေးရအောင်ဘယ်လိုနေမလဲလောကနဲ့မဆိုင်ဆိုတော့တငယ်ချင်းတွေအားလုံးဖြတ်နင်တို့နဲ့မခေါ်ဘူးနင်တို့နဲ့ငါတို့နဲ့မတူဘူးအဲ့လိုလား What does it mean? Does it mean we have to break our ties with our friends and tell them, "Oh, I'm not like you. We're not the same." Does it mean to live like that? Okay the last one ဘယ်သူပြောမလဲ Anyone else? လောကနဲ့မဆိုင်အောင်ဘယ်လိုနေမလဲဘယ်မှာလဲအော်ဒီမှာဖြေမဲတဲ့ လောကမှာရှိတဲ့ပစ္စည်းအရာတွေမတတ်မဲ့ဖို့လက်ခုပ်တီးပေးကြရအောင်လက်ခုပ်တီးပေးကြရအောင်နော်လောကနဲ့မဆိုင်အောင်အသက်ရှင်ဖို့အတွက်ယောမအခန်းကြီး7အငယ်ဘယ်လောက်လဲ1နဲ့2ကိုဖတ်ရအောင်အထူးသဖြင့်2ပါနော် Okay. 1နဲ့2ယောမ7အငယ်1နဲ့2 Let's go to Romans chapter 12, verse 1 and 2. နော်အားလုံးဖတ်ရအောင် Let's all read it together. အော်ဒီမှာကနှစ်ပဲရှိမှတင်တယ်ဖတ်မယ်အစကနေ And so, dear brothers and sisters, I plead with you to give your bodies to God because all He has done for you. Let them be a living and holy sacrifice, the kind He will find acceptable. This is truly the way to worship Him. Don't copy the behavior and customs of this world, but let God transform you into a new person by changing the way you think. Then you will learn to know God's will for you, which is good and pleasing and perfect. လောကနဲ့မဆိုင်ဘဲနဲ့အသက်ရှင်ခြင်းဆိုတာပါလေလောကနဲ့ဘယ်လိုခေါ်လဲလောကရဲ့ပုံသဏ္ဍာန်အတိုင်းနော်ပြောင်းလဲခြင်းမရှိဖို့လိုတယ် What does it mean to live in the world but not a part of it? It means to not follow the patterns of the world, to not let the patterns of the world influence you. လောကကဒီလိုလုပ်ရင်ကောင်းတယ်ဟိုလိုလုပ်ရင်ကောင်းတယ်ဒီလိုမျိုးကကောင်းတယ်အတွေးအခေါ်အကြံအစီတွေလောကကြီးကငါတို့ကိုသင်ပေးတယ်ဒါပေမဲ့အဲ့ဒီအရာဟာတမာတရားမဟုတ်ဘူးဆိုလို့ရှိရင်လောကဘက်ကိုမလိုက်ပဲနဲ့တမာတရားဘက်မှာနေဖို့အရေးကြီးတယ်ဒါကလောကနဲ့မဆိုင်ပဲနဲ့ငါတို့အသက်ရှင်ခြင်းဖြစ်တယ် The world will tell us, do this, do that, live like this. But if it goes against the word, we have to be wise and choose to stand firm on the word and not be influenced by what the world is saying. နောက်ကျမ်းချက်တွေပေးလို့ရတယ်ပ
ပေတရုဩဝါဒစာဒုတိယစာဆောင်အခန်းကြီး2အငယ်4နော်မှတ်ထားပါ Okay, if the next scripture that we can look at is 1 Timothy, 2 Peter 2 Peter, chapter 2, verse 4. ဒီမှာပြောလဲဆိုတော့လောကီအညစ်အကြေးနဲ့ကင်းလွတ်ခြင်းဟာလောကနဲ့မဆိုင်ပဲအသက်ရှင်ခြင်းဖြစ်တယ် Okay, in 2 Peter 2, 4, it says that when we, ဖတ်လိုက်မယ်နော်ဆရာမ ဖတ်လိုက် Okay, 2 Peter 2, 4. and 2:4 Okay, 2 Peter 2, 4. It says, many will follow their evil teachings and shameful immorality. And because of these teachers, the way of the truth will be slandered. In their greed, they will make up clever lies to get hold of your money. But God condemned them long ago, and their destruction will not be delayed. For God did not spare even the angels who sinned. He threw them into hell in gloomy pits of darkness, where they are being held until the day of judgment. ဟုတ်လားနှစ်ပေနှစ်လေးလား Nippy. Okay လောကရဲ့အညစ်အကြေးနဲ့ကင်းစင်ခြင်းဆိုတာဘာလဲတန်ရှင်းခြင်းအသက်တာဖြစ်တယ် What does it mean to be အညစ်အကြေးဘယ်လိုပြောမလဲ ကိုညီကြပါအောင်အညစ် အ အ ညစ်အ ကြေး ကြေး လောကရဲ့အညစ်အကြေးကင်းစင်ခြင်း unholy yeah. unholy Okay. unholy ဒါလည်းရပါတယ် Yep. So what does it mean to be to not, associate ourselves with unholy things? It means to choose the holy things. အကောင်းဆုံးသောဥပမာဘယ်သူတွေလဲဆိုတော့ဒံယေလတို့ယောသတ်တို့အမြဲတမ်းကြားဘူးတယ်မလား Yep. A great example of this that we can read is the story of Daniel, and Joseph Joseph. ဒံယေလတို့ယောသတ်တို့ဆိုတာကနော်သူတို့ကတခြားတိုင်းတစ်ပါးပြည်ကြီးမှာတွားပြီးတော့မှအသက်ရှင်ရတဲ့လူငယ်လေးတွေဖြစ်တယ်နော် Daniel, Joseph, they were people that had to go live in a foreign land. ဒါပေမဲ့သူတို့ကဘာဖြစ်လဲသူတို့နိုင်ငံနော်ယောသတ်ဆိုလို့ရှိရင်ဘယ်မှာလဲအီဂျစ်မှာဟုတ်တယ်နော်အီဂျစ်မှာပြီးတော့မှဒံယေလဆိုဘယ်မှာလဲဘာဗလုန်မှာနော်တွားပြီးတော့မှသူတို့ငယ်ငယ်လေးနဲ့အဲ့ဒီနေရာကိုရောက်သွားတယ်သူတို့ဟာယစ်ပရောဟိတ်တွေမဟုတ်ဘူးတနည်းအားဖြင့်အမှုတော်ဆောင်တွေမဟုတ်ဘူးသူတို့ဟာနော်နိုင်ငံရေးဘယ်လိုခေါ်မှလဲဘုရင်တွေရဲ့နန်းတော်မှာအလုံးလုံးရတော့နော်ယုံဝင်ထမ်းနေယုံအရာရှိတွေဖြစ်တယ် Yep. So Joseph and Daniel, they were characters in the Bible that we see that had to live in a foreign land at a young age, and they were not there as prophets, but they were there as people that were just workers. So they worked for the king. ဒီခေတ်မှာဘယ်လိုမျိုးစဉ်းစားတက်လဲဆိုတော့ဒီလိုမျိုးကောင်းကောင်းနေရမယ်ပုံသက်တွေကောင်းတဲ့နေရမယ်ဆိုတာကနော်ဆရာတွေအမှုတော်ဆောင်တယ်ဥပမာဆရာတော်ဆိုရင်နော်သူကကောင်းကောင်းနေဖို့လိုတယ်ဟုတ်တယ်မလားနော်အများရှင်မှာပုံသက်တွေနဲ့နေဖို့လိုတယ်ငါတို့ကတော့အရေးမကြီးငါတို့အမှုတော်ဆောင်မှမဟုတ်တာအဲ့ဒီအတွေးခေါ်ရှိတတ်တယ် Sometimes we think that only the pastors, leaders needs to set good examples. They need to behave well, but that doesn't apply to us because we're not leaders, we're not pastors. ငါတို့ကတော့ရပါတယ်သူတို့ကတရားဟောတဲ့လူတွေဆိုတော့နော်ပို့ပြီးတော့မှသူများရှေ့မှာစံပြသူတို့ပုံနေရမှာငါတို့ကတော့ရပါတယ်ဆိုတဲ့အတွေးခေါ်ရှိလားမရှိဘူးလား Yep. Sometimes we have that thoughts, right? We think, it's okay, I'm not doing anything, I'm not preaching, I can do whatever I want. စဉ်းစားယောသတ်ရောဒံယေလရောယစ်ပရောဟိတ်အမှုတော်ဆောင်မဟုတ်ဘူး Think about it. Daniel, Joseph, they were not prophets, they weren't ministers. သူတို့အဲ့ဒီနိုင်ငံခြားကိုသူတို့ရောက်သွားတဲ့အချိန်မှာတင်တို့လိုပဲသူတို့ဟာလူငယ်လေးတွေဖြစ်ကြတယ် So when they were in the foreign lands, they were also your age. They got there at a very young age. သူတို့ရောက်သွားတဲ့နိုင်ငံကြီးတွေဟာရုပ်တုကိုးကွယ်တဲ့နိုင်ငံစိုးညစ်မှုအမျိုးမျိုးကိုပြုတဲ့နိုင်ငံအမျိုးစုံမကောင်းမှုအလုံးစုံကိုမြင်ရတဲ့နေရာဖြစ်တယ် So these lands that they're in, they're lands that doesn't believe in God. They worship idols. They don't know God. ဒါပေမဲ့လောကရဲ့အညစ်အကြေး and holy နော်လောကရဲ့အညစ်အကြေးတွေဟာသူတို့အသက်တာမှာမဝင်ရဘူးသူတို့သိတယ်ငါတို့ဟာဒီလောကနဲ့မဆိုင်ဘူးငါတို့ဟာဒီနိုင်ငံနဲ့ဆိုင်တယ်ဆိုတော့သူတို့ကောင်းကောင်းသိတယ် So they know
they don't want to associate themselves with the unholy things because they know that they're not of this world, because they know that they are made, their kingdom made, their kingdom. ဒါကြောင့်မလို့ဘာဖြစ်လဲသူတို့ဟာတန်ရှင်းခြင်းနဲ့ဒီလောကအညစ်အကြေးနဲ့မဆိုင်ဘဲနဲ့လောကနဲ့မဆိုင်ဘဲနဲ့အသက်ရှင်တဲ့အတွက်ကြောင့်ဖယားသည်သူတို့ကိုသူတစ်ပါးရဲ့တိုင်းနိုင်ငံမှာအမြင့်ဆုံးသောယာထုနဲ့သူတို့ကိုဖယားချီးမြှောက်ခဲ့တယ် Amen. Because of their decision, they didn't choose to associate themselves with the world, that the lands that they were in. So we see that God exalted them to the high place. Hello generations ဖယားသခင်ကအဲ့ဒီလူမျိုးကိုချီးမြှောက်ဖို့ရှာနေတာဖြစ်တယ် God is looking for you. God is looking for people to like that. Hallelujah. Amen. သူများလုပ်တဲ့အတိုင်းလိုက်လုပ်ဖို့မဟုတ်ဘူးဖယားပြောတဲ့အတိုင်းလုပ်ဖို့ဖြစ်တယ် We're not to do what others says, but we're to do what the Word of God says. ဒီအချိန်မှာရှိတယ်ငါဘာလုပ်ဖယားခွင့်လွတ်တယ် Sometimes when we think, oh, I can do whatever I want because God will still forgive me. ဖယားသခင်ငါကိုချစ်တယ် God loves me. ဖယားငါကိုလက်ခံတယ် He will accept me either way. ဒါကိုကျွန်မမငြင်းဘူးမှန်တယ် This is right. It's not wrong. မှန်တယ်ဖယားမြတ်တာအရန်ကြီးမားတယ် It's right. His love is big. It's great. သင်နောင်တနဲ့ပြန်လာတိုင်းမှာဖယားကလက်ကိုရင်ခွင်ကိုဖွင့်ပြီးမှသင်ကိုကြိုနေမှာပဲ Every time we repent before Him, He will, open His arms and welcome us and embrace us. သင်နဲ့ကျွန်တော်ပေါ်မှာအလွန်စိတ်ရှည်သောဖယားဖြစ်တယ်အလွန်သီးခံသောဖယားဖြစ်တယ် Because He is very patient. ဖယားရဲ့ character လုံးဝမပြောင်းလဲဘူး Like မှန်တယ် his character doesn't change. That's right. ဒါပေမဲ့နားထောင်ပါသင်ဟာလောကထဲမှာရောရောနောနောနဲ့အသက်ရှင်မယ်ဆိုရင်ယောသနဲ့ဒံယေလရောက်ခဲ့တဲ့နေရာကိုသင်ဘယ်တော့မှမရောက်နိုင်ဘူး But if we're going to live by the world, do what it says, live like the rest of the world, we will never reach a place that Daniel and Joseph reached. You understand နားလည်လား Hallelujah Amen. Amen ဒါကြောင့်ယေရှုကပြောတယ်ကျွန်တော်ဟာနော်ငါသည်ယေရှုကငါသည်လို့ပြောနော်ရင်ချစ်ဆိုကျွန်တော်ငါဟာဒီလောကနဲ့မဆိုင်တဲ့ကဲ့သို့ဒီသူတွေလည်းလောကနဲ့မဆိုင်ဘူး Jesus said, I am not of this world, so you are not of this world. ဒါယေရှုစကားဖြစ်တယ် Now this is His word Himself coming from ကဲ Jesus. အားလုံးပြောပါဦးငါဟာလောကနဲ့မဆိုင်ဘူး Let's all say it together. I'm not of the world. ငါဟာလောကနဲ့မဆိုင်ဘူး I am not of the world. တမန်တရားဘက်မှာ Truth. The Matiyapema. တမန်တရားဘက်မှာရက်တည်ဖို့ငါဟာမွေးဖွားခြင်းကိုခံရတယ် I was born to stand on the truth. Okay the last point နောက်ဆုံးအချက်ကိုသွားရအောင်ယေရှုပြောတဲ့3 point เนาะနောက်ဆုံးတစ်ချက်မှာဘာပြောလဲဆိုလို့ရှိရင်ဟိုအပေါ်ကကျမ်းချက်မှာဘာပြောလဲ Everyone who is of the truth hears my voice Okay, John 18:36-37 reads, Everyone who hears of the truth hears my voice. တမန်တရားနဲ့ဆိုင်သမျှသောသူတို့ဟာငါစကားကိုနားထောင်ကြလိမ့်မယ် It says that everyone who hears the truth will listen to my voice. ဖယားအတန်ကြားဘူးတဲ့လူရှိလား Has anyone hear his voice? လက်ထောင်ကြည့်ပါဦးဖယားအတန်ကြားဘူးလား Can you raise your hands if you have heard his voice before? တိတ်မကြားဘူးလားမသိကြားဘူးလားဖယားအတန် Have you heard of his voice? ဖယားသခင်တင့်ကိုစကားပြောလား Does God talk to you? ဖယားသခင်တည်နေတဲ့ဖယားလား Is God dead? ဖယားကအသက်ရှင်တဲ့ဖယားဟုတ်လား God is alive. Amen. ဖယားသခင်ကတင့်ကိုစကားပြောတဲ့ဖယားဟုတ်လားဖယားဘက်ကတော့အမှားရွယ်မရှိဘူးမကြားရင်ကျမတို့မှားတာဖြစ်တယ် Amen. God does no wrong. He speaks to everybody. But it is our wrong, our fault when we don't hear him. ဒါကြောင့်ယေရှုကလည်းဒီမှာပြောနေတယ်လေတမန်တရားနဲ့ဆိုင်သောသူများကျမတို့ကတမန်တရားနဲ့ဆိုင်သောသူများဟာငါစကားကိုနားထောင်တယ်တဘောကငါစကားကိုကြားတယ် Now the scripture tells us everyone who is of the truth will hear my voice. Okay. Now ကျမ်းချက်တစ်ချက်ဖတ်ရအောင်ယောဟန်ခန်းကြီး30:29
Okay, let's read John 10, verse 27. ငါတို့တို့သည်ငါစကားကိုနားထောင်၍ငါနောက်သို့လိုက်ကြ၏ထိုတို့တို့ကိုငါသိ၏ Okay. It says, "My sheep hear my voice, and I know them, and they follow me." သင်ဟာယေရှုရဲ့သိုးဟုတ်လား Are you his sheep? ယေရှုကသူ့ကိုယ်သူသိုးထိန်လို့ပြောတယ်ကျမတို့အားလုံးကိုငါသိုးလို့ပြောတယ် Jesus said he is the shepherd, and he calls us his sheep. သိုးတွေဒုက္ခရောက်တဲ့အချိန်သိုးတွေလမ်းမားတဲ့အချိန်ကဘာလဲဆိုသူ့သခင်ရဲ့အတန်ကိုမကြားတဲ့အတွက်ကြောင့်ဖြစ်တယ် When we find a sheep that's lost, that's in trouble, we know that this sheep has not listened to his shepherd's voice. တခါတလေဒီလိုဖြစ်တတ်တယ်နော်ဆရာတွေကိုဖယားကစကားပြောမယ်သူတို့ဟောတဲ့ဟာငါတို့နားထောင်မယ်ဆိုတဲ့အသက်တာမှာရှိနေတတ်ကြတယ် Sometimes we're at this level where we only want to hear from our pastor and leaders. We say, "Oh, God will speak to them," and that's enough. အဲ့ဒီခေတ်ကြံခဲ့ပြီ That's in the old time. That's အဲ့ဒီခေတ်ကပဲခေတ်လေသိလားအသင်းတော်အမှောင်ထဲမှာရောက်တဲ့ခေတ်ဖြစ်တယ် if we live by that mindset, we get to realize aware that that was when the church was living in darkness. That was အလုံး way ခင်မီတဲ့ခေတ်ကြီးမှာတင်ခင်နောက်ကြံခဲ့တော့ယုံကြည်သူမဖြစ်ဖို့လိုတယ် Yep. We don't want to be believers that are so outdated in faith, right? Living in this modern generation. အသင်းတော်အမှောင်ထဲမှာကြားတဲ့ခေတ်ကာလဘယ်ကာလလဲဆိုရင်ကျမ်းစာလူတိုင်းမကန်ရအောင် And when do we call this time? It was when not everybody had access to the Bible. အဲ့ဒါကြားဘူးလားအဲ့ဒီခေတ် Anybody heard of this period? ကျမ်းစာကိုဘယ်သူပဲကန်ခွင့်ရှိလဲဆိုတော့အသင်းတော်ကခေါင်းဆောင်တွေတနည်းအားဖြင့်ဖုံးကြီးတွေပဲကန်လို့ရတယ် At a time like that, only the leaders of the church, like pastors, monks, priests, they were allowed to have the Bible. Only they had access to the Bible. ဆိုတော့ပရိသတ်ကဘာမှမသိဘူးဖုံးကြီးတွေခေါင်းဆောင်တွေပြောတဲ့စကားဖျားစကားဖြစ်သွားတယ် So the people don't know anything. The audience, they don't know anything. So any word that the priest said, any word that the pastor said was the word that they lived by. သူတို့လူတွေပဲမှားတတ်တယ်လေ They're humans, right? So they can make mistakes. ဒါပေမဲ့ဖျားစကားဘယ်တော့မှမမှားဘူး But the word of God is never wrong. ဒီနေ့ဖျားကလူတိုင်းကိုသူ့အတန်ကြားဖို့ဖျားအလိုရှိတယ် Now God wants all of us to hear his voice. တခါတလေဒီလိုတွေတည်းရှိတယ် Sometimes ကျမကိုဖျားဘာဖြစ်စေချင်တာလဲဆူတောင်းပေးပါအောင်ရှိလား Sometimes we ask our leaders, I don't know what God wants me to be. I don't know what I want. Can you pray for me? တရားတဲ့မေးလေဖျားကို We can ask ourselves, right? We can talk to God and ask him ourselves. ကျမပြောမယ်သင်အကြောင်းကိုသင်ကိုပဲဖျားပြောမှာဖြစ်တယ် God wants to reveal, his words to you, personally to you, about your future, about you. ကျမဘယ်သူကိုယူရမလဲဘယ်သူနဲ့အိမ်အောင်ပြုရမလဲဆူတောင်းပေးပါရှိလား Yeah. Sometimes we ask questions like, oh, who am I going to marry? Who should I date? ကိုယ့်ကိုတောင်း Let's pray about this ourselves. ဖျားကသင်အကြောင်းသူများကိုလိုက်မပြောဘူးသင်အကြောင်းသင်ကိုပဲပြောမှာဖြစ်တယ် God's not going to tell your story to others. He's not going to tell others about you. He will tell you, about your story. သင်ပါလို့ရမလဲသင်ကိုပဲပြောမှာ Like, what can you do? What must you do? He want to tell you. He will tell you. မတခြားတင်ရောက်ကိုဖျားကအသုံးပြုပြီးမှတခုခုလာပြောတယ်ဆိုရင်သင်အထဲမှာဖျားရှိပြီးသားထည့်ပေးပြီးသားအရာကိုအဲ့ဒီလူကအတီးပြုပေးတာဖြစ်တယ် confirmation ပေးတာဖြစ်တယ် Now, there are times when others will come and give us a word, but that word we already receive in our heart. So it's a confirmation that we receive from another person. အလွန်တန်ဖိုးရှိတဲ့အရာကသင်နဲ့ဖျားဓာတ်ရိုက်ဆက်သွယ်နိုင်ခြင်းဖြစ်တယ်ဒီအရာကိုလစ်လို့မရှုနဲ့ Something that is so precious is something we get. That is our personal communication with the Lord, relationship with the Lord. ဆိုတော့မနေ့ကတရားဟောချက်ကျွန်မနားထောင်တယ်တော်တော်ကောင်းတယ်ဘယ်နှယောက်ခွန်အားရကြလဲ Who was blessed by the sermon yesterday, the message? ပြီးခဲ့တဲ့တစ်ပတ် Sunday morning မှာကျွန်မတရားဟောတာလဲတာပဲဝိညာဉ်တော်ရဲ့အတန်ကိုဘယ်လိုကြားမလဲဒါပေမဲ့ကျွန်မမြန်မာလိုဟောထားတာဖြစ်တယ် sorry
Yep, this was the same message that I preached last Sunday at church. How do we hear the voice of the Holy Spirit? တန်ရှင်သောဝိညာဉ်တော်ကအတူတူပဲဒီနေရာမှာအလုပ်လုပ်နေတယ်အာမင် Amen. It's the same Holy Spirit that's working. Amen. ဟာလေလုယာ Amen. ဖခင်ကကျမတို့ကိုဘယ်လိုမျိုးစကားပြောလဲဆိုတာနီလန်းအမျိုးမျိုးရှိတယ် Now there are various ways that God talks to us. အဲ့ဒီထဲကအရေးကြီးဆုံးနဲ့အခြေခံအကျဆုံးဖခင်စကားပြောတဲ့နီလန်းဟာနှုတ်ကပတ်တော်ဖြစ်တယ် Now the most important but also the most basic common thing that the way that God talked to us is through the word. ကျမ်းစာဖတ်လားကျမ်းစာဖတ်လား Do we read the scripture? ကျမ်းစာဖတ်လားလက်မထောင်ခိုင်းဘူး I'm not going to ask you to raise your hands. စိတ်ထဲကပဲဖြေမယ်ဖတ်လား Answer in your heart. Do you read the word? သင်ကျမ်းစာမဖတ်ဘူးကျမ်းစာအုပ်ကိုမဖွင့်ဘူးဆိုတဲ့အတိတ်ပဲပါလေငါဖခင်စကားမကြားချင်ဘူးဆိုတဲ့အတိတ်ပဲ Now, when we don't open our Bible, when we don't read it, it's the same meaning as us not wanting to hear from God. ဒီလောကကြီးကတဖြည်းဖြည်းနဲ့နောက်ဆုံးသောကာလရဲ့အတွင်ဆိုးရုပ်ခြင်းဘက်ကိုသွားတာဖြစ်တယ်သတိပြုမိလား Now, do you realize the world is approaching the last days? လောကကြီးကရှုပ်ထွေးတယ် The world is messy, မှောင်မိုက်တယ် filled with darkness, ဒါပေမဲ့ကျမတို့ကတမန်တရားရဲ့အလင်းနဲ့ရှောက်ဖို့လိုတယ် but we have to walk with the light of the word. ဟာလေလုယာဒါကြောင့်ကျမ်းစာဖတ်တဲ့အခါမှာကျမ်းစာကိုရေးသားသောတန်ရှင်သောဝိညာဉ်တော်ကိုကိုရောဖွင့်ပြပေးပါလို့ဆုတောင်းခြင်းနဲ့သင်ဖတ်ရင်ဝိညာဉ်တော်ဒီအဲ့ဒီကျမ်းစာကိုအလင်းပေးတဲ့နှလုံးသားထဲမှာသူ့ရဲ့စကားတော်ကိုထည့်ပေးလာမယ်ဟာလေလုယာဒါကအယံစိတ်လှရှားစရာကောင်းတဲ့အရာဖြစ်တယ်ကျမ်းစာဖတ်ရင်အိတ်ချင်တယ်ဆိုတဲ့လူဘယ်နှယောက်ရှိလဲ Who feels sleepy when they read the word? Anyone? ရှိလားဆုတောင်းပေး Let's pray. Let's pray for her. ဝိညာဉ်တော်ကိုအကူအညီတောင်းပါ Let's ask the Holy Spirit for help. ကျမ်းစာကိုလေဟာတရက်ကို3ခန်း Okay နှစ်ရက်ဆို6ခန်းငါဖတ်ကိုဖတ်ရမယ်တနေ့အတွင်းမှာဒါပြီးရမယ်ဖတ်ကိုဖတ်ရမယ်မဖတ်တာထက်စာရင်ကောင်းတယ်ဒါပေမဲ့မမှန်ဘူး Sometimes we make that decision, we make the plan, I'm going to read 3 chapters a day. I must finish the book in a year. We set goals like that. It is better than to not read the Bible at all, but that is not quite right. ဒီနေ့အလုံးများလုံးမဖတ်မိဘူးမနှက်ပြန်မှာ6ခန်းဖတ်ရမယ်ဟာမနှက်ပြန်လဲအလုပ်တွေများတယ်နောက်3ရက်မြောက်တော့နေ့မှာငါ9ခန်းတပတ်ဆိုရင်ဘယ်လောက်ဖြစ်သွားပြီလဲ3ခုနှစ်လီ21ငါ21ခန်းအောင်ဖတ်ရအောင်မယ်ထားရက်နော် Sometimes we stress ourselves, when we miss a day, we think, tomorrow I need to make up for that. I need to read 6 chapters. The next day, 9, 21. Like, we are stressing ourselves like that. အဲ့ဒီဖတ်ခြင်းကအဆုံးထိဘယ်တော့မှမရောက် And that will never reach the end. ဝိညာဉ်တော်နဲ့အရင်ဆုတောင်းရမယ် First, we have to have fellowship with the Holy Spirit. We need to pray to Him. ဝိညာဉ်တော်ကကျမ်းစာကိုရေးတော်သူဖြစ်တယ် Now, the Holy Spirit is the one that writes the scripture. ကျမ်းစာရဲ့နက်နဲသောအရာကိုဖွင့်ပြတော် revelation ပေးတော်သူကဝိညာဉ်တော်ဖြစ်တယ် Like the hidden words, message, scriptures can only be revealed by the Holy Spirit. ကျွန်မအတွေ့အကြုံရပြောမယ်ဆိုရင်လေ I want to share my experience with you. ဝိညာဉ်တော်နဲ့အတူဆုတောင်းပြီးကျမ်းစာဖတ်တဲ့အခါမှာ When I read the word, when I pray to the Holy Spirit and read the word, တခါတလေတပိုက်လည်းမပြီးဘူး sometimes တခါလုံးမပြောနဲ့တပိုက်လည်းမပြီးဘူး one verse is not enough for me, let alone a whole chapter. အဲ့တပိုက်ထဲမှာဝိညာဉ်တော်ကစကားပြောနေတယ် Because even within that small verse, the Holy Spirit is speaking to him. အခန်းငယ်တစ်ခုတည်းနော် Just a small verse. ကြော်လို့မရဘူး I can't move on from that verse. ဒီဟာကိုပဲပြန်ဖတ် I find myself keep reading and rereading this verse. ဝိညာဉ်တော်ကဒီချမ်းချက်ရဲ့နည်းနည်းသောအရာတွေကိုဝိညာဉ်တော်ကပို့ပြီးကျေပြန့်စွာစကားပြောလာတယ် Now I feel the Holy Spirit giving me deep revelations just from this small verse. အဲ့ဒီထဲကနေဖယားသခင်ရဲ့အချမ်းအစီတော်ဘလောက်ကြီးမားလဲဆိုတာနားလည်လာတယ် Now within this I get to understand the great plans, the deep plans that God had. ဖယားသခင်ဘလောက်ချစ်တယ်လဲဆိုတာနားလည်လာတယ် Made me understand His love even more.
အဲ့ကျန်းစာကိုကျန်းစာအုပ်ပိတ်လိုက်ပေမဲ့အဲ့ဒီကျန်းစာကနှလုံးသားထဲမှာကြံနေတယ် Even though I may close the Bible, that word is still, it stuck in my heart. တနေ့လုံးအဲ့ဒါပဲစဉ်းစားမိတယ် So I find myself the whole day just meditating on the အဲ့ဒါကို word, ပဲဆင်ခြင်နေတယ် meditating on that scripture. ဖခင်ကအဲ့တပိုက်အားဖြင့်အများကြီးစကားပြောတယ် Yep, just with that one verse, that he speaks to me. ထူးခြားတာကအဲ့ဒီဥစ္စာကနှစ်ပေါင်းမြောက်များစွာကြာလဲလုံးဝမမေ့တော့တဲ့ဖခင်စကားဖြစ်တယ် And the cool thing is, years may pass no matter how long, but that scripture, that verse remains in me, the truth I remember. ဒါကပါလေတန်ရှင်သောဝိညာဉ်တော်ကဖွင့်ပြပြီးမှနှလုံးသားထဲမှာဖခင်လာထည့်ပေးသောရေမာဆိုတဲ့စကားလုံးဖြစ်တယ် Now, why? Because this is a rhema from God that the Holy Spirit came and revealed to me. သင်တို့အားလုံးရေမာဆိုတဲ့ဖခင်စကားပေါင်းမြောက်များစွာလိုအပ်တယ် We need rhema, the word of God in our lives. ရေမာဟာဝိညာဉ်တော်ပါလာရင်နှလုံးသားထဲရောက်လာတယ်ဟာလေလုယာ His word, when the Holy Spirit is with it, is in it, is empowered by the Holy Spirit, it will come to our heart and stays. စာတန်ကလာပြီးတော့မှကျမတို့အတွေးခေါ်ထဲမှာလာတိုက်ပဲ Now, the devil will come and fight us within our thoughts. မင်းဘာမှမဟုတ်ပါဘူး Will tell us, "Oh, you're not nothing. နင်အတော့မချဘူး You can't do anything. နင်ဘာမှမရှိဘူး You don't have anything." အမျိုးမျိုးစိတ်ထဲမှာစာတန်ရဲ့တိုက်ခိုက်ခြင်းနော်အမျိုးမျိုးရှိတဲ့အချိန်မှာ Yep. When enemy comes and try to put thoughts in our head, ယေရှုလိုပဲနှလုံးသားထဲမှာရှိတဲ့နှုတ်ကပတ်တော်ကိုထုတ်ယူလိုက်ရမယ်ဟာလေလုယာ amen. That's when we take out our sword, that is Jesus. ဒါနှုတ်ကပတ်တော်ဟာဘာပဲလဲဝိညာဉ်တော်ရဲ့ဓာတ်ဖြစ်တယ်နှလုံးသားထဲမှာရေမာအပြည့်ရှိပြီးသားလေဟာလေလုယာ Amen. So the word of God is in us as rhema, right? So we have to use it. And the Bible says it is the sword that we use. ပြောလိုက်ပါငါဟာဖယားသား And tell him, I am a child of God. ငါဖယားရဲ့အချစ်ဆုံးသောသူ I'm his most beloved. ငါဟာဖယားအသုံးပြုမဲ့သူ I'm somebody that God is using, God will use. ဖယားသခင်ကငါဘက်မှာရှိတယ် God is on my side. ဒါတွေအားလုံးနှုတ်ကပတ်တော်ပဲမဟုတ်ဘူးလား These are all truth. ဟာလေလုယာဆိုတော့ပိလမင်းရဲ့ရှေ့မှာယေရှုပြောသွားတော့เนาะဒီစကားလုံးเนาะဒီနေ့ United Youth ဒီမှာလာတဲ့လူငယ်တွေကျွန်မဝင်ငှချင်တယ် For this cause I was born Amen. So I want to share this word that Jesus said to Pilate. He said, "For this cause I was born." လောကရဲ့ရေအလျင်ထဲမှာလေတိုက်တဲ့ထဲမှာကြိုက်တယ်လို့မျောဖို့သင်မွေးလာတာမဟုတ်ဘူးဒီအကြောင်းကြောင့်ဒီလောကမှာကျွန်တော်တို့မွေးဖွားခြင်းကိုခံတာဖြစ်တယ် Amen. We weren't born to go with the flow, to go as the world lead us, but we were born with the cause for God. လောကကဆွဲဆောင်လို့သင်ပါမယ်လို့စဉ်းစားတဲ့အချိန်မှာဒီစကားကိုအမြဲတမ်းသတိရပါ For this cause I was born If you feel the pull of the world so heavy on you, remember this word. For this cause I was born. Amen Amen. ဆိုတော့ဒီနေ့ဒီသုံးချက်သင်ဟာလောကနဲ့မဆိုင်ဘူးသင်ဟာတမန်တရားဘက်မှာယက်တည်ဖို့မွေးဖွားလာတယ်သင်ဟာဖခင်စကားကြားပြီးမှအဲ့စကားအတိုင်းအသက်ရှင်ဖို့သင်ဟာမွေးဖွားလာတာဖြစ်တယ်အာမင် Amen. So I want to give you this word. You are not of the world. You're in the world, but you're not of the world. We are to hear his voice and to follow his voice. We are here to testify the truth Amen Amen. အားလုံးမတည့်ရကြရအောင်မတည့်ရကြရအောင်နော် Can we all stand? Hallelujah ဒီနေ့စောကနော်နှုတ်ကပတ်တော်ဟာကျမတို့ရဲ့အသက်တာမှာအသက်မဖြစ်လာသေးဘူးနှုတ်ကပတ်တော်ဖတ်တိုင်းမှာပြင်းတယ်မဖတ်ချင်ဘူးဆိုတဲ့သူတွေရှိရင်ဒီနေ့ဝိညာဉ်တော်ကသင်ကိုကူညီမဆာမယ်အာမင်တန်ရှင်သောဝိညာဉ်တော်ကသင်ရဲ့နှုတ်ကပတ်တော်လေးလာဖတ်ရှုခြင်းအသက်တာကိုပြောင်းလဲစေမှာဖြစ်တယ်ဟာလေလုယာအာမင်ဟာလေလုယာအားလုံးနော်အော်တခြင်းဆိုမလားနောက်တစ်ချိန်ဝင်တော့မလဲနော်နောက်တစ်ချိန်သင်မဲ့လူအချိန်မခိုးပဲနဲ့နော် Thank you Sir Peter I love worship but I need to respect another teacher okay
Okay အားလုံးဆုတောင်းကြရအောင်နော်ဝိညာဉ်တော်ဖခင်ကူညီပါမဆပါကိုရောရဲ့အတန်တော်ကိုကြားစေပါဟာလေလုယာကိုရောအတန်တော်ကြားပြီးကိုရောပတ်မှာပဲရက်တည်တော်သူများဖြစ်စေပါအားလုံးဆုတောင်းကြရအောင်Oh hallelujah hallelujah Oh ကိုရောဖဖခင်ယေရှုတင်တယ်ယေရှုတော်ချီးမွမ်းတယ်ကိုရောဒီမှာရှိတဲ့လူငယ်တွေအတွက်ကျွန်မဆုတောင်းပါတယ်ဒီ generation နဲ့အားလုံးကိုယေရှုနာမနဲ့ကောင်းချီးပေးတယ်Hallelujah ကိုရောကိုယေရှုတင်တယ်ကိုရောရဲ့အတန်တော်ကိုကြားတော်သူများဖြစ်စေတော်မူပါ Mohau please translate ကိုရောဖဖခင် God, dear Lord, ကိုရောကိုယေရှုတင်တယ် I thank you. ကိုရောစကားတော်အတွက်ယေရှုတင်တယ် Thank you for your word. ဒီမျိုးဆက်တွေကိုကောင်းချီးပေးပါတယ် God, I bless this generation. ကိုရောအတန်တော်ကိုကြားတော်မျိုးဆက်ဖြစ်စေ May we be a generation that hears your voice. သူတို့နှုတ်ကပတ်တော်ကိုဖတ်တဲ့အခါမှာ When we read the word, ဝိညာဉ်တော်ဖွင့်ပြတော်မူ Lord, would you reveal အလ yourself င်းပေးတော် to မူ us? ပါ Would you reveal yourself? ကိုရောရဲ့ဖွင့်ပြခြင်း revelation ကိုရစေပါ We want a revelation from you. သူတို့နှ God. လုံးသားထဲမှာလင်းစေပါ God, let it be a light in us. ကိုရောအတန်ကိုကြားလျက် May we hear your voice ကိုရောရဲ့နောက်တော်ကို and follow you. လိုက်တော်သားသမီးများဖြစ်စေပါ Let us be a generation that follows you, မောင် Lord. မိုက်တော်လမ်းခီးထဲမှာ Even in the darkness, ရှုပ်ထွေးသောလောကကြီးထဲမှာ in a world like this, ရှင်းလင်းသောကိုရောရဲ့အတန်ကိုကြားတော်မျိုးဆက်ဖြစ်စေပါ help us hear your voice in the most clear way, Lord. ဒီလောကထဲမှာအသက်ရှင်တော်လဲ Although we live in this world, ကိုရောအဖို့လုံငါဖြစ်စေပါ let it be for you, Lord. ဘလို့ပဲခက်ခဲသည်ဖြစ်စေ No matter how hard it gets, ဘလို့ရွေးချယ်ဖို့အတွက်ခက်ခဲသည်ဖြစ်စေ no matter how hard it gets to make decisions, တမန်တရားဘက်မှာ let us stand firm on the word. ပြတ်သားစွာခိုင်မာစွာရက်တည်တော်မျိုးဆက်ဖြစ်စေ Let us stand firm on the Lord word. ဒံယေလကဲ့သို့ Just like Daniel, ယောသကဲ့သို့ like Joseph, ကိုရောချီးမြှောက်တော်မျိုးဆက်ဖြစ်စေတော်မူ Lord, would you exalt this generation? ကိုရောယေရှုတင်တယ် God, I thank you. ဝိညာဉ်တော်အမှုပြုမှာဖြစ်တဲ့အတွက်ယေရှုတင်တယ် Thank you for the works that Holy Spirit you're going to do in this place. ယေရှုနာမတော်မြတ်၌ဆုတောင်းလက်ကောင်းချီးပေးပါတယ်အဖဖခင် In the name of Jesus, I pray. Amen Amen အားလုံးဖျားကိုလက်ခုပ်တီးကြရအောင် Amen Okay အားလုံးယေရှုတင်တယ်ဖျားသခင်အထူးအသုံးပြုတော်မျိုးဆက်